ကျွန်တော်ခုမိတ်ဆက်ပေးရှင်တာတော့ MS1 Karaoke System နဲ့ကျွန်တော်တို့မိတ်ဆက်ပေးရှင်ပါတယ်ကျွန်တော်တို့တခြင်းဆိုဝါဒနာရှင်တွေအတွက်ဒီမှာဆိုရင်ကျွန်တော်တို့ဖုန်းကနေတခြင်းယူလို့ရမယ် tablet နဲ့ဆိုရင်လည်းတခြင်းယူလို့ရမယ်ဒီမှာဆိုရင်ဖုန်းမှာဆိုရင်ဖုန်းမှာအဆင်ပြေအောင်ကျွန်တော်တို့ကဖုန်းနဲ့အဆင်ပြေအောင်ဒီမှာဆိုရင် YouTube ရဲ့ဗီဒီယိုတွေကျွန်တော်တို့ရှာပြီးတော့ကြည့်လို့ရတယ်ဟောကျွန်တော်တို့တခြင်းဖွင့်ကြည့်လိုက်အောင်ဆိုတော့ဒီမှာဆိုရင်တီးဆိုမယ်ဒီအောင်လည်းရွှေ့လို့ရမယ်ကျွန်တော်တို့က playlist ကိုလည်းရွှေ့လို့ရပါမယ်အစီအစဉ်တော့โอเคကျွန်တော်တို့ဒီမှာဆိုရင်တိုက်ရိုက် live ကြည့်လို့ရမယ်ဘာလို့ဒီမှာဆိုရင်ဖုန်းမှာကျွန်တော်တို့တခါတည်းတိုက်ရိုက်ကြည့်လို့ရမယ်အတန်းနည်းနည်းပိတ်လိုက်မယ်ကျွန်တော်ရှင်းပြရှင်နော်ဒီမှာဆိုရင်တခါတည်းဖုန်းမှာဒီ Karaoke system ကိုကျွန်တော်တို့မြင်နေရပါမယ် TBR system โอเคကျွန်တော်တို့ဆိုတော့ဒီမှာဆိုရင်နောက်တစ်ခုကျွန်တော်ထပ်ပြပေးပါမယ်ဒီကတော့ auto စာတန်းထိုးပေးတာပေါ့နော်ကျွန်တော်တို့ကာလာအိုကေစာတန်းထိုးတဲ့ဟာကြီးမရှိဘူးဆိုရင်ကျွန်တော်တို့က auto စာတန်းထိုးပေးရပါကျွန်တော် auto စာတန်းထိုးပေးတဲ့ဟာပေါ့ဒါဆိုရင်โอเคအတန်းဖွင့်ပြီးတော့ကျွန်တော်တို့ဆိုရှင်နေဆိုရင်ရတယ်အတန်းတင်မယ်โอเคဒီမှာဆိုရင်တခြင်းဆိုကောင်းတယ်ဆိုရင်ကျွန်တော်တို့ကတခြင်းဆိုကောင်းတယ်ပေါ့တကယ်ရှင်အဲ့လိုမျိုးစာလို့ရတယ်အဲ့လိုမျိုးတွေကျွန်တော်တို့ကပါညာတယ်ဒါလေးနဲ့လာပြချင်တာပါမကြမီထွက်ရှိလာတော့ပါမယ်ကျွန်တော်တို့ဒီ Karaoke system ကျွန်တော်ဒီမှာဆိုရင်တန်ပိုလဲအတင်ရှောင်းနေကျွန်တော်လာရတယ်ဒီရေပြောင်းလို့ရမယ်ကျွန်တော်လက်ခုပ်တီးရှင်တယ်ဆိုရင်လက်ခုပ်တီးအဲ့လိုလေဟိုလိုကျွန်တော်ကအဆင်ပြေအောင်လုပ်ပေးထားပါတယ်